ကားတန်ရှင်းလောက်တဲ့အခါမှာတင့်ကားရဲ့ဘက်ကင်မရာတွေကိုမထိခိုက်အောင်ဘာတွေသတိပြုသင့်လဲအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကားတန်ရှင်းလောက်တဲ့အခါမှာတင့်ကားရဲ့ဘက်ကင်မရာတွေကိုမထိခိုက်အောင်ဘာတွေသတိပြုသင့်လဲဆိုတဲ့အကြောင်းအရာလေးတွေကိုပြောပြပေးချင်တာပဲဖြစ်ပါတယ်ပထမဦးဆုံးဘက်ကင်မရာမှာဖုန်းတွေရှော့တွေရှိနေခဲ့တယ်ဆိုရင်တန်ရှင်းဖို့လိုအပ်ပါတယ်။တန်ရှင်းလုပ်တဲ့အခါမှာလည်းဘက်ကင်မရာတွေကိုမထိခိုက်အောင်ဒုတ်တွေမာကျော်တဲ့အရာတွေကိုမသုံးသင့်ပါဘူး။နောက်ထပ်သတိထားရမှာကကင်မရာရဲ့မှန်ဘလူးတွေကို damage ဒါမှမဟုတ် discoloration မဖြစ်စေဖို့အတွက်အရက်ပြန်တွေတင်တာတွေကိုမသုံးသင့်ပါဆိုတာပါပဲ။ brush နဲ့တိုက်တာ polish တိုက်တာတွေကိုလည်းရှောင်သင့်ပါတယ်။နောက်တစ်ခုကဘက်ကင်မရာတွေကိုရှေ့ဝင်တဲ့အခါမှာဆက်ချိုရင်းတာဒါမှမဟုတ်မီးလောင်ကျွမ်းတာတွေဖြစ်စေနိုင်တဲ့အတွက်ကင်မရာနားတစ်ဝိုက်ကိုမလိုအပ်ဘဲနဲ့ pressure ပြင်းတဲ့ပိုက်တွေနဲ့ထိုးဆေးတာတွေကိုလည်းသတိထားသင့်ပါတယ်။အခုဆိုရင်တော့ဘက်ကင်မရာတွေမထိခိုက်အောင်ဘာတွေသတိပြုသင့်တယ်ဆိုတဲ့အကြောင်းအရာလေးတွေကိုသိရှိသွားလောက်ပြီလို့ထင်ပါတယ်။အားလုံးပဲနောက်ပတ်များမှာပြန်ဆုံကြပါမယ်။